မင်္ဂလာပါ The Great Concealer Tarot မှာဖြစ်ပါတယ်။တင်းအတွက်မနက်ဖြန်ငွေကြေးကန်အခြေအနေကိုဖတ်ကြားပေးပါမယ်။မနက်ဖြန်မှာငွေကြေးကန်နဲ့ပတ်သက်ပြီးတော့ရပ်ဝေးခရီးသွားရတာမျိုးလေးတွေကြုံရတတ်တယ်။အငြိမ်မနေရပဲတော်လာလှုပ်ရှားလုပ်ရမယ့်ကိစ္စမျိုးတွေများများဆဆလုပ်ရတတ်တယ်။နောက်ပြီးတော့အထက်လူကြီးကဖြစ်စီပေါ့နော်။အဝေးတနေရာသို့စေခိုင်းခြင်းတွေခံရတတ်တယ်။ရပ်ဝေးကနေသတင်းစကားတွေကိုယူပြီးတော့ပြန်လာပေးပို့တာမျိုးလုပ်ပေးရတတ်တယ်။ငွေကြေးနဲ့ပတ်သက်ပြီးတော့ကြွေးပေးစရာရှိသည်ဖြစ်စေရစရာရှိသည်ဖြစ်စေစကားပြောဆိုရတာမျိုးလေးတွေဖြစ်တတ်တယ်။နောက်တစ်ခုကံကောင်းတဲ့အချက်ကတော့ငွေကြေးနဲ့ပတ်သက်ပြီးတော့အားကိုးစရာတယောက်ပေါ့နော်မမျှော်လင့်မဲနဲ့ရရှိတတ်တယ်။အားကိုးရမယ့်အကူအညီဝင်လာတတ်ပါတယ်။အလုပ်ခွင်မှာစီးပွားရေးနဲ့ပတ်သက်ပြီးတော့စကားပြောဆိုရာတွေမှာအောင်မြင်တတ်တယ်။အလိုလိုနေရင်အထင်ကြီးတာမျိုးကိုပြောတဲ့စကားကိုမဖြစ်မနေလိုက်ရောပေးတာမျိုးလေးတွေကြုံရပါလိမ့်မယ်။စီးပွားရေးနဲ့ပတ်သက်ပြီးတော့နောက်ထပ်အောင်မြင်ရေးလမ်းကြောင်းတွေအတွက်တကယ်ကိုအတွက်တစ္ဆာရှိတဲ့လူယုံတွေကလမ်းညွှန်ချက်ကောင်းလေးတွေထုတ်ပေးတာမျိုးကောင်းမွန်တဲ့လမ်းကြောင်းတွေကိုလမ်းညွှန်ပြသပေးတာမျိုးကြုံရတတ်တယ်။ကိုဆရာတင်ပြီးတော့ဦးစီးဦးဆောင်ခေါင်းရက်ပေါ့နော်ပြုတ်ခိုင်းတဲ့ပုံစံမျိုးလေးတွေကြုံလာရတတ်ပါတယ်။လုပ်ငန်းခွင်အတွင်းမှာအထက်လူကြီးတဲလုံးချစ်တာမျိုးဖြစ်တတ်တယ်။ကိုကြီးဆောင်ရှောက်မဲ့သူပေါ်တတ်ပါတယ်။အထက်လူကြီးကကိုချစ်ခင်လို့ယာရုတိုးပေးခြင်းနဲ့ဆိုတဲ့စကားလုံးမျိုးလေးတွေလည်းကြားရတတ်တယ်။ယာရုတိုးခံခြင်းလို့အထက်လူကြီးစီကိုသွားပြီးတော့နဘူးနဆာလုပ်ရင်လည်းအလွယ်တကူနဲ့လိုက်ရောပြီးတတ်ပါတယ်။မကောင်းတဲ့အချက်လေးကတော့လုပ်ငန်းခွင်တွင်မှာစီးပွားရေးနဲ့ပတ်သက်ပြီးတော့လက်အောက်ငယ်သားတွေကပြန်ပြီးတော့တော်လှန်ဖို့အတွက်အကြောင်းတရားလေးတွေရှာလာတတ်ကြတယ်။ဒါပေမဲ့လည်းတိတ်တော့ပြဿနာမရှိပါဘူး။ကိုယ်ရှင်ပြိုင်ခြင်းတဲ့သူကလက်အောက်ငယ်သားဖြစ်စေကိုထက်ရာထူးကြီးတဲ့သူဖြစ်စေငွေအင်အားပမာဏကြီးတဲ့သူဖြစ်စေဘယ်လိုလူတွေဖြစ်ပါစေမနှက်ဖြန်လို့နေမျိုးမှာတော့ဘယ်လိုလူကိုမဆိုအောင်နိုင်ခြင်းရှိတယ်အနိုင်ရနိုင်ခြင်းရှိပါတယ်အဓိကကတော့ကိုယ့်ရဲ့ပြောစကားတည်မြဲမယ်တစ်ဖက်သားကကိုလက်ခံပေးရလိမ့်မယ်အိမ်ကမိသားစုဝင်ဆိုရင်တောင်မှကိုတောင်းရင်တောင်းသလောက်မုံဖိုးပေးရလိမ့်မယ်ဆိုတဲ့ပုံစံမျိုးလေးတွေ့ရပါတယ်ဒါဆိုရင်ဒါကတင့်အတွက်မနှက်ဖြန်ငွေကြေးကံအခြေအနေဖြစ်ပါတယ်အားလုံးပဲစီးပွားဥစ္စာများဒီလာတိုးတက်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်